မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့ကျွန်တော်တို့ဒေသရှင်ကြီးငယ်အောင်တီဟာရဲ့တခါတည်းပါလို့အမည်ပေးထားတဲ့ DCD live show ရိုက်ကူးမှုအစီအစဉ်မှာကျွန်တော်က presenter ဖြစ်ဆွဲမှာဖြစ်ပါတယ်ခင်ဗျာကုညီပံပိုးတီးခတ်ပေးထားကြတဲ့ဝိုင်းတော်သားများကတော့ Nightingale Music Band အဖွဲ့တော်သားများဖြစ်ပါတယ်စီးရဲ့ကျွန်တော် title လေးကိုတော့တခါတည်းပါဆိုပြီးတော့ကျွန်တော်နာမည်လေးပေးထားပါတယ်ဒီတခါတည်းပါဆိုတဲ့ခေါင်းစဉ်လေးကအင်မတန်မှရိုးပေမဲ့လို့အင်မတန်မှထူးပါတယ်ခင်ဗျာကျွန်တော်တို့ဒီအမြဲတမ်းကျွန်တော်တို့ပြောနေကြပါတခါတည်းပါဆိုပြီးကျွန်တော်နောက်ပြောင်းနဲ့ပြောကြတဲ့စကားလေးဟာအခုတော့ကျွန်တော်တို့အနုပညာနဲ့ပတ်သက်တဲ့ပစ္စည်းလေးတစ်ခုဖြစ်လာပါတယ်အဲ့တော့တခါတည်းပါဆိုတဲ့ခေါင်းစဉ်လေးပေးထားပြီးတော့ခုပြောပြနေစစ်မဲ့သချင်းတွေကလည်းတခါတည်းပါလို့ပဲအမည်ရပါတယ်ဒီသချင်းကိုတော့တေးရီဖိုးခွာနေပြီးတော့ရေးဆက်တီးကုန်းပေးထားတာဖြစ်ပါတယ်ညီငယ်အောင်တီဟာနေတီးဆိုပြောပြမှာဖြစ်ပါတယ်ညီငယ်လေးကြွပါရာကိုပေါ်မှာနားလေလုံးသူကိုစန္ဒာလေးများပေါ်ဘေးကဖြေလို့ပေသူမင်းရဲ့နှလုံးသားကိုလေးနာကြည့်စလေးများပြင်နာစီအောင်ဖြစ်သွားလာမငိုပါနဲ့လမ်းမကြီးမှာတွေ့ရှင်ကရှောက်မိတာသူဟာနေခြင်းပါI'm lonely, I'm yeah, no take the night, yo, like to do ya. Jiba taking long, go to phone, pure and deep, caremo. Go listen, I'm lonely, that quillo like deep, careva. Go and win it, I get that too. Do him and yare, or some dwanga, you ya there. Sia li mia pe ya dui lo phit twa la ngo ba ne mi ngo la aung ya shi ja ki twa la di kha kha de ba ko ha mi ma chai dam lo mi aung ya dan lo thai thai na yong dan chit tu ya ma so yin mi ye na ma mye chin na chit me tu yi yue tu le mo ko le mi la aung lo mi da kwe lo lai di kha de Hello, ကျေးဇူးတင်ပါတယ်